သူတို့ကငါးစာဖမ်းနေတာဗျာရိုးရိုးငါးစာမဟုတ်ပဲတကောင်ကို4ပေါင်လောက်ရှိတဲ့ကြောက်ပူးစုံအကြီးကြီးတွေဒီကြောက်ပူးစုံတွေသာတညက်ထဲပါလာရင်တော့ဒီငါးဖန်သမားတွေကငါးစာဖြစ်ထိုးပဲရှိတော့တယ်ဒီကပင်လယ်ချမ်းပင်မှာကြောက်ပူးစုံတွေကတကယ့်ကိုအပြည့်ပဲဖမ်းရတာလည်းအရန်လွယ်တယ်တကောင်ကောင်ကလွတ်သွားရင်တော့သူတို့လက်ထဲကိုပဲပြင်ရောက်လာတတ်တာမျိုးဒါပေမဲ့ဒီလောက်အဖိုးတန်ပြီးအကောင်ကြီးတဲ့ကြောက်ပူးစုံတွေကိုငါးစာလုပ်ပြီးဘလို့ငါးမျိုးကိုဖမ်းမှလဲဆိုတာစဉ်းစားစရာပဲခဏလေးအတွင်းမှာပင်ကြောက်ပူးစုံအရှင်12ကောင်ကျော်ဖမ်းမိပြီးငါးစာကန်းနဲ့ထည့်ထားလိုက်တယ်လူတယောက်ကကြောက်ပူးစုံအကြီးကြီးတကောင်ကိုယူငါးများချိတ်နဲ့တက်ပြီးတွန်းဆုပ်မနေပဲပင်လယ်ထဲပေးချလိုက်တယ်တကောင်တင်တော့ဘူးနှစ်ကောင်တောင်တော့မနေ့ကသူ့တငယ်ချင်းကငါးပါးနီအကြီးကြီးနှစ်ကောင်မိထားတော့သူကလည်းအဲ့ဒီစံချင်းကိုမိအောင်လိုက်ချင်နေတာဒါကြောင့်ဒီနေ့တော့ကြောက်ပူးစုံအရှင်တွေတက်ထားတဲ့ငါးများတန်ငါးချောင်းတော့ပြင်ဆင်လာဟေးတယ်နာရီဝက်လောက်ဘာမှမထူကြတော့လက်လျှော့တော့မယ့်အချိန်မှာပဲငါးများတန်တစ်ချောင်းကအတင်းကိုကွင်းညွတ်သွားတော့တာပဲလူနဲ့ငါးကြားမှာအတင်းထန်ရုံးကန်ကြရပြီပေါ့2မိနစ်လောက်အားကုန်ရုံးပြီးတဲ့နောက်မှာတော့ရေမျက်နှာပြင်ပေါ်ကိုအရိပ်မြဲကြီးတစ်ခုတက်လာတယ်အဲ့ဒါငါးပါးနီအကြီးကြီးဗျာသူ့တငယ်ချင်းကတန်ချိတ်နဲ့လှန့်ချိတ်ပြီးရေထဲကနေမာတင်လိုက်ရတယ်အဲ့ဒီငါးက34ပေါင်တောင်လေးတာဗျာဒေါ်လာရတန်ချီးတဲ့ကြောက်ပူးစုံကိုသုံးပြီးဒီလိုငါးမျိုးကိုဖမ်းတာတန်သလားတို့ခမရတို့တင်နေပေမဲ့ဒါကအစပဲရှိသေးတယ်သူကပိုကြီးတဲ့ကြောက်ပူးစုံတစ်ကောင်ကိုထပ်တက်ပြီးဒုတိယငါးများတန်ကိုဖစ်ချလိုက်ပြန်တယ်ခဏနေတော့ငါးထပ်ဆွဲပြန်တယ်သူ့တငယ်ချင်းကအတင်းဆွဲပေမဲ့အားပြတ်သွားလို့နောက်တစ်ယောက်ကပြောင်းပြီးဆွဲပြရတယ်မိနစ်အနည်းငယ်ကြာတော့နောက်ထပ်ငါးပါးနီတစ်ကောင်ထပ်တက်လာပြန်တယ်ပထမတစ်ကောင်လောက်မကြီးပေမဲ့12ပေါင်လောက်တော့ရှိသေးတာပဲထူးဆန်းတာကအဲ့ဒီငါးရဲ့ကိုယ်ပေါ်မှာတွားရနှစ်တန်းကအစီအီထင်းနေငါပဲငါးမမိခင်မှာဘလူးတတဝါမျိုးကသူ့ကိုလှမ်းကြိုက်ထဲတာဖြစ်နိုင်မလဲ